皆さん、こんにちは。はい。私ကတော့ဒီနေ့မှာဆိုရင် try and three grammar ရဲ့မှာအခန်းနှစ်ပေါ့နော်။အခန်းနှစ်ရဲ့မှာpart 2လေးကိုသင်ပေးသွားမှာဖြစ်ပါတယ်။အခန်းနှစ်ရဲ့ part 2လေးဟာဘာလဲဆိုတော့ဒီတော့ part 1ရဲ့မှာအဆက်ပေါ့နော်။အခုのရင်တို့ခုတော့ကျွန်တော်ရဲ့မှာခွေလေးခုတော့အကြောင်းပေါ့နော်။အဲ့ဟာကိုလဲဝါရရှိကို part 2မှာဆက်ပြီးတော့သင်ရမှာပေါ့နော်။အဲ့တော့ဒါရှိတို့ဒီစာပိုင်းလေးကိုမဖတ်ခင်သူတက်မှာပါတယ် grammar လေးတွေကိုအရင်သွားကြည့်အောင်။ပထမဆုံး grammar လေးဟာသူက verb ရဲ့မှာရော verb ရောတို့ဆိုလို့ verb ရောတို့ဆိုလို့ပေါ့နော် verb ရဲ့မှာရော form လေးသူကဘာလဲဆိုတော့ကြတော့တစ်ခုခုလုပ်ဖို့တွေးနေရပေါ့နော်အဲ့လိုမျိုးဒီမှာဆိုရင်ခါရရောတို့ဆိုလို့ဆိုရင်ပြန်ဖို့လုပ်တယ်အဲ့လိုပေါ့နော်တစ်ခုခုလုပ်ဖို့အစာပြုတယ်တစ်ခုခုလုပ်ဖို့အစာပြုရပေါ့နော်သူကဒီမှာဘာပြောထားလဲဆိုရင်ねရောとするものなのかよとしないは相手がしないことを批判する気持ちを表す。ဒီよとしないမလုပ်ဘူးဆိုရဥစားပါဆိုရင်ねဒီတစ်ဖက်လူရဲ့မှာတစ်ဖက်လူရဲ့မလုပ်တာပေါ့နော်ကြည့်ပြီးတော့ကိုကဝေဖန်ခြင်းနဲ့စိတ်လေးနည်းနည်းပါတယ်ပေါ့နော်よとしないဆိုရင်တော့よとするကကြတော့သူကပေါ့နော် when you want to say that you are doing your best to do something ကိုကတစ်ခုခုကိုအကောင်းဆုံးလုပ်တော့ဖို့ပြောချင်တဲ့အခါမှာဒါမှမဟုတ်တစ်ခုခုကိုစတင်လုပ်ဆောင်ဖို့ပေါ့နော်စတင်လုပ်ဆောင်တော့မယ်လို့ပြောချင်တဲ့အခါမှာဆိုရင်私をよとするအဲ့တော့私をပို့ပြီးတော့နားလဲသွားအောင် example လေးနဲ့ကြည့်မယ်နော်小さい子供が道を渡ろうとしているよ一人でどこへ行くのかなတဲ့ဒီကလေးငယ်လေးရတဲ့လမ်းကိုဖြတ်မလို့လုပ်နေရတဲ့တယောက်တည်းဘယ်ကိုများသွားမလို့ပါလေတဲ့ဒီမှာဆိုရင် wataro to stay you ဖြတ်ကူးမလို့လုပ်နေရခုခုလုံးတော့မလို့ပေါ့နော်စတင်လုပ်တော့မလို့ဒါဆိုရင်လမ်းကူးရဲဆိုရင်ရှိလမ်းကိုစတင်ဖြတ်ကူးတော့မှာလေအဲ့လိုမျိုးလမ်းကိုဖြတ်ကူးမလို့လုပ်နေရတဲ့တယောက်တည်းဘယ်ကိုများသွားမလို့ပါလေတဲ့ဥမာရတာဘက်ကရီနော်ဥမာနော်အကချန်ကားတဲ့အရှော့ခံမဲ့တာတိုတိုစတေးရူတဲ့တာတိုရရှိတာချီမကလာပါနော်တာချီမဆိုတာတိုတိုစတေးရူတဲ့ဒီအခုမှမွေးပြီးကစားဒီမြင်းရမှာကလေးလေးရတဲ့အရှော့ခံမဲ့ဆိုတာကအစွမ်းကုန်ပေါ့နော်မတက်ရမလို့လုံနေရတဲ့အဲ့တော့ဒါရှိဘာရောတိုဆိုရင်လုံမလို့လုံနေရပေါ့နော်တခုခုလုပ်ဖို့စာပြောနေတယ်တခုလုပ်ဖို့စတင်နေတယ်昔の友達の名前を思い出そうとしたが、どうしても思い出せない。ဒီအရင်昔ဆိုတာကဟိုးရင်ကလေးရတဲ့ဒီတငယ်ချင်းရဲ့မနာမည်ကိုအမှတ်ရဖို့လုပ်နေပြီမဲ့လို့တဲ့တွေးနေပြီမဲ့လို့ပေါ့နော်ဘလို့ပဲတွေးသူအမှတ်မရနိုင်ခဲ့ဘူးတဲ့ရင်းဆန်は時間が近いのに全然勉強しようとしないဒီရင်းဆန်ဆိုရင်ねဆမွေးကငင်းနေပြီမဲ့လို့တဲ့လုံးဝကိုစာလုပ်ဖို့လုပ်မနေဘူးဒီမှာဆိုရင်သူကရောတူရှိနိုင်ပေါ့နော်ရှိနိုင်ဆိုရင်ဒါတစ်ဖက်လူကမလုပ်တဲ့အရာကိုဝတ်တရှိကကြည့်ပြီးတော့နည်းနည်းလေးဝေဖန်ချင်တယ်ပေါ့နော်ဒီမှာဆိုရင်ဆမွေးရဲ့လုံနေနေတဲ့နဲ့ဘာလို့ဆောင်လုပ်တာလဲအဲ့လိုမျိုးပေါ့နော်နည်းနည်းသူ့ကိုကြည့်ပြီးတော့ဝေဖန်ချင်တဲ့စိတ်ပါရပေါ့နော်အဲ့ဆိုရင်လည်းဒါလေးကဘာဖီမှာရောဖောင်လေးနဲ့ရောတူစုလို့ပေါ့နော်အဲ့တော့ဒါရှိအတန်လေးနည်းနည်းလေးပေါ့နော်ဒီနေ့လေချောင်းနာနေလို့မလို့အတန်လေးနည်းနည်းလေးသိခံပေးပါလို့အဲ့နောက်တစ်ခုကကျတော့ဒါရှိတော့ကိုတုံမွားတို့ကိစ္စဒီလောက်တဲ့ကိစ္စလေးရှိရပါတော့။ဒါရှိတွေ့မှာဆက်စစကိုကကြတော့ဘာဖြစ်မှာ dictionary found 9 found ပေါ့နော်။ dictionary found ခုတုကအားခုတုမအားပေါ့နော်။ buff လောက်တာလည်းရှိရယ်။ buff 9ခုတုကအားခုတုမအားဆိုရင်မလောက်တာလည်းရှိရပေါ့နော်။မှာဆိုရင်တော့ပြောတာရပါတော့။ you sometimes occasionally do something တခါတည်းမှာကိုလောက်တဲ့ကိစ္စတွေကိုပြောချင်တဲ့အခါမှာဆိုရင်သုံးပါရဲ့တဲ့။အဲ့တော့ဒါရှိတော့ example စာကြောင်းလေးကိုတာကြည့်မယ်။この地方では4カ所でも雪が降ることがある。ဒီဒေသမှာဆိုရင်လည်းလေးလပိုင်းတောင်မှမူနှင်းကားတဲ့ကြားတဲ့နှင်းကြားတဲ့ကိစ္စရှိပါတယ်တဲ့ဒီလေးလပိုင်းတောင်မှသူကနှင်းရကြသေးရပေါ့နော်ဒီဒေသမှာဆိုရင်私の大学はすみませんこれしてみましょう横浜にもねキャンパスがあって時々そちらに行かなければならないことがあるんですってဒီ
ဒီကျွန်တော်ရဲ့မှာအထက်တန်းကျောင်းသားဘဝတော့တဲ့အနီးနားပတ်ဝန်းကျင်မှာဆိုရင်ဒီ campus ကရှိပြီးတော့တဲ့တခါတလေမှာဆိုရင်အဲ့ဒီကိုမသွားရမနေနိုင်အောင်ဖြစ်ခဲ့တဲ့ကိစ္စလေးပဲရှိခဲ့တယ်တဲ့普段はよく寝られるんですが、ストレスが溜まって眠れないこともありますတဲ့普段ပုံမှန်ဆိုရင်လည်းကောင်းကောင်းအိပ်ပျော်ပေမဲ့လို့တဲ့ဒီ stress တွေများပြီးတော့တဲ့မိတ်နိုင်တယ်ပေါ့နော်အိမ်မရတဲ့ကိစ္စလေးရှိပါတယ်တဲ့အဲဆိုရင်တော့ပုံမှန်ကသူကောင်းကောင်းအိပ်ပျော်ပေါ့နော်ဒါပေမဲ့ခုလုံးမှသူ stress တွေများပြီးတော့အိမ်မရတဲ့ကိစ္စဖြစ်နေရပေါ့နော်ဒါဆိုရင်တစ်ခါတလေမှဖြစ်တာဆိုတော့ကြတော့ဒါရှိကိုခုတ်တုံမありますပေါ့နော်あの店の営業時間は5時までですが、昼過ぎに全部売れてしまうこともありまして、実際まで営業時間ဆိုတာကဆိုင်ဖွင့်ချိန်ပေါ့နော်။ဥပမာမနေ့9နာရီကနေပြီးတော့ညနေ6နာရီထိပေါ့အဲ့လိုမျိုးဆိုင်ဖွင့်ချိန်ကို営業時間ဟာတဲ့ဒီ9နာရီအထိဆိုပေမဲ့လို့တဲ့နေ့လေဟီရိုစုကီဆိုတာကနေ့လေကြောသွားတဲ့အခါမှာဆိုရင်လည်းလုံးဝရောင်တုကုန်သွားတဲ့ကိစ္စလေးပဲရှိပါဟဲ့တဲ့အဲ့တော့တခါတည်းမှာရှိဖြစ်တဲ့ကိစ္စတွေဟောတာရှိကိုခုတ်တော့ကအားခုတ်တော့မအားပေါ့နော်အဲ့ရှိကိုနော်ဂရမာလီယာဘာဖီမှာစာဆက်တဲ့ပေါ့နော်ရှီယခီနဲ့အိုစ်တဲ့အဲ့တော့ဝရရှိကိုအန်ဖိုမန်တရားတာကကျတော့ဘတ်တဲ့အိုစ်အခုလေတခုခုလောက်ထားမယ်ဆိုပြီးတင်ခဲ့ရတယ်ဒီမှာကျတော့လည်းရှီယခီနဲ့ပေါ့ပဲပေါ့နော်ဒီခိုင်းစရာလေးနဲ့ပြောင်းမယ်ဆိုရင်စာဆက်တဲ့ okay ဆိုရင်တရားရောက်ကိုခိုင်းစရာပေါ့နော်လောက်ခိုင်းစီထားလားဒီမှာဆိုရင်ပေါ့နော် someone has been interested to be keep performing some action တရားရောက်ကိုလုပ်ဖို့အတွက်ပေါ့နော်ခိုင်းစီခြင်းကိုခံထားရဲဆိုတဲ့နေရာမှာသုံးတယ်ပေါ့နော်အဲ့တော့ရှိကိုပို့ပြီးတော့ပေါ့နော်နားလည်သွားပါတော့ရှိ exam စာကြောင်းလေးကိုကြည့်ကြည့်အောင်夏に車の中で子供を待たせておくのは危険ですよ。နွေရာသီမှာတဲ့ကားအတွင်းမှာကလေးကိုစောင့်ခိုင်းထားတာကအနည်းများရယ်နော်တဲ့ဒီမှာဆိုရင်စောင့်ခိုင်းထားတာဘယ်သူကိုစောင့်ခိုင်းတာလဲဆိုတော့私ကိုကလေးကိုပေါ့နော်ကလေးကို待たせておくစောင့်ခိုင်းထားတာကအနည်းများရယ်နော်တဲ့家事をしている間子供をおもちゃで遊ばせておくဒီမှာဆိုရင်သူကဒီနံပါတ်2ပုံလေးပေါ့နော်အဲ့လုပ်တွေကိုလုပ်နေတဲ့အခါမျိုးမှာဆိုရင်တဲ့ကလေးကိုအယုံနဲ့စော်ခိုင်းထားပါရဲ့တဲ့ဟုတ်ပြီနော်ဒါဆိုရင်ကလေးကိုအယုံနဲ့စော်ခိုင်းထားပါနော်ရှီယကီအိုကုစာစတဲ့အိုကုပေါ့နော်息子は何を言っても聞かないので自分のしたいことを勝手にさせておくことにしたဒါလေးဆိုရင်私ကိုဖြစ်နေကြလေးပေါ့နော်မစုကိုတားဆိုရင်လည်းဘာပဲပြောပြောမကြရတဲ့အတွက်ကြောင့်မလို့တဲ့ကိုလုံးချင်တဲ့ကိစ္စကိုကိုပဲထားလို့ရတဲ့ကိစ္စကြီးလည်းရှိပါရဲ့တဲ့ခန်တဲ့နီဆိုတာကိုပါလို့လို့ရပါဘောနော်ခန်တဲ့နီဆက်ဆက်တဲ့ကိုတိုနီစတာဘောနော်ကိုတိုနီစတာဆိုတာကဒါလို့ဖို့အတွက်အကြောင်းဖြစ်လာရေဘောနော်ဆက်ဆက်တဲ့ကိုတိုနီစတာကိုလို့လို့ရတဲ့ကိစ္စကြီးဖြစ်လာပါရဲ့တဲ့ဆိုရင်တော့ရှိတော့အာဆက်ဆက်တဲ့ကိုဘောနော်ကိုလောက်ခိုင်းစေခြင်းခံထားရတယ်ဟုတ်ရာရတဲ့ရှိမအောင်ရာရတဲ့ရှိမအောင်ပေါ့နော်သူကလည်းဘာဖီမှာဒီရာရဲဖောင်လေးပေါ့နော်ရာရတဲ့ရှိမအောင်သူကဘယ်လိုချင်းလေးမှတော့လဲဆိုရင်ဒီပေါ့နော်ကိစ္စရဲ့တခုခုအခြားသူလုပ်တဲ့ကိစ္စရဲ့တခုခုကဟိုဘယ်လိုပြောရမလဲကိုယ့်အတွက်ပေါ့နော်ဒီမကောင်းတဲ့ကိစ္စတွေဒါမှမဟုတ်ဟိုကိုမကြိုက်တဲ့ကိစ္စတွေဖြစ်လာတဲ့အခါမျိုးမှာဆိုရင်ဒီ raret တဲ့ရှိမဝန်ထုံးတယ်ပေါ့နော်အဲ့တော့ဒါရှိကို example လေးနဲ့ပို့ပြီးတော့နားလည်သွားကြည့်အောင်片思いの彼を映画に誘ったが断れてしまった片思いဆိုတာကတစ်ဖက်တဲ့အချစ်ပေါ့နော်တစ်ဖက်တဲ့ချစ်ရတဲ့တို့တဲ့映画に誘ったがဒီရုပ်ရှင်ကြီးကိုဖိတ်ခဲ့ပေမဲ့လို့တဲ့断れてしまったညင်တာကိုခံခဲ့ရပါတယ်တဲ့ဒါဆိုရင်လည်းဒါတစ်ဖက်လူကညင်တဲ့ကိစ္စမှာဆိုရင်ကိုယ့်အတွက်ဒါမကောင်းတဲ့ကိစ္စပဲလေအဲဆိုရင်私はられてしまうねとめの後で食べようと思っていたケーキを妹に食べられてしまった。ナンバー3メロတွေ့ထားတဲ့ကိန်းလေးကိုတဲ့ညီမလေးစီကနေပြီးတော့စားခြင်းကိုခံလိုက်ရပါတယ်တဲ့။ဒါဆိုရင်လည်းဒါ
တစ်ဖက်လူကလုပ်တဲ့ကိစ္စကကိုယ်ပြတာမကောင်းတဲ့ကိစ္စပဲလေ hiking ကိုしていたら蜂にこ蜂に刺されてしまったဒီ hiking ကိုတဲ့လုံနေရင်လည်းပေါ့နော်ဟာချီဆိုတာလည်းရှို့ပြဆာဆာရဲတဲ့ရှိမတာဆိုတာကပြကြိုက်တာကိုတဲ့ခံလိုက်ရပါတယ်တဲ့ကိုတို့ဘာကဒါရီနိုင်တော့ကိုကိုင်းစားရတဲ့ရှိမကတော့ကအဲ့လိုဒီကိုတို့ဘာရေပေါ့နော်ကိုယ့်ရဲ့မှာစကလုံးနေရတဲ့ဒီမလောက်တော့တဲ့အခါမှာဆိုရင်ကိုကိုင်းဆိုတာကနားလည်မှုလို့ရပါတော့နားလည်မှုလို့ချင်းခံရတဲ့ကိစ္စကြီးလည်းရှိပါတယ်တဲ့ဆိုရင်လည်းရှိဦးရရတဲ့ရှိမပေါ့နော်အဲ့ဆိုလည်းရှိဒီ part 2မှာက grammar လေးကဒီလောက်ပဲပေါ့နော်အဲ့တော့လည်းရှိအပေါ်ဆုံးကစာပိုင်းလေးကိုတော့ဖတ်ကြည့်အောင်သူ့မှာခွေးလေးအကြောင်းကိုရေးနေရပါတော့ဒါဆိုရင် part 2လေးရောက်သွားပြီအဲ့တော့လည်းရှိဖြစ်ဖြစ်လေးဖတ်ကြည့်မယ်ပေါ့နော်제가この公園を一周するのがいつもので散歩コースだဒီအနီးနားမှာရှိရဲ့ပန်းချံကို issue ဆိုတော့က issue ဆိုတာကတပတ်ပေါ့နော်ဒီပန်းချံကိုတပတ်ပတ်တာဆိုရင်ねいつもの散歩コースだအမြဲတမ်းလက်လျှောက်တဲ့ကိစ္စရဲ့တကူပါပဲတဲ့帰ろうとすると嫌がって行こうとしないဒီပြန်မယ်လို့လုပ်တဲ့အခါမှာဆိုရင်ねဒီမကြိုက်ဖက်နဲ့ပေါ့နော်ဒီအဝေးကိုကြည့်တော့ပါရဲ့တဲ့ကိုတော့しないသူကိုဘယ်လိုပြောမလဲသူပြောချင်တာပေါ့နော်ဒီပြန်ဖို့လုပ်တဲ့အခါမှာဆိုရင်သူကခွေးရမပြန်ချင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ခုတော့しないခွေးနာကိုသူအဲ့လိုမရခဲ့ဘူးပေါ့နော်ခွေးရပြည့်ထွက်သွားတယ်လို့မျိုးလိုမျိုးလေးその時のためにいつも僕のズボンのポケットには黒が好きなクッキーが入れてあるအဲ့လိုမျိုးအခြေအနေတွေတဲ့အမြဲတမ်းလို့ပဲကျွန်တော်ရဲ့မှာပေါင်းမိခဲ့တဲ့မှာဆိုရင်ね黒がကြိုက်တဲ့クッキーလေးကိုထည့်ထားပါရဲ့တဲ့クッキーを取り出すと黒は喜んで僕のところへ来るဒီクッキーလေးကိုထုတ်လိုက်တဲ့အခါမှာဆိုရင်ね黒はဒီပျော်ရွှင်စွာနဲ့ကျွန်တော်နာကိုလာခဲ့ပါရဲ့တဲ့時々帰りにコンビニに寄ることもあるတခါတလေမှာဆိုရင်ねဒီအပြန်လမ်းမှာဆိုရင်ကွန်ဘီနီကို寄るဆိုလမ်းကြောင်းဝင်တာပေါ့နော်လမ်းကြောင်းဝင်တဲ့ကိစ္စလေးပဲရှိပါတယ်တဲ့これをコンビニの前で待たせておいて買い物をするဒီခရိုလေးကိုတဲ့ကွန်ဘီနီရဲ့မှာကွန်ဘီနီစတိုးဆိုင်ရဲ့မှာရှိမှာစောင့်ခိုင်းထားပြီးတော့ပစ္စည်းဝယ်အားလုပ်ပါတယ်တဲ့我တို့တဲ့ခရိုတော့ခရိုကအိုးရတော့ကိုပီတာဒီသူပြန်လာတဲ့အခါမှာဆိုရင်ねပြန်လာတဲ့အခါဆိုတာဒီကွန်ပဏီကနေပြီးသူထွက်လာတဲ့အခါမှာဆိုရင်ねခုလိုကအိုးရတော့ကွန်ပျူတာအလုံးပျော်ရွှင်ခဲ့ပါရဲ့တဲ့僕は顔をちょな舐められてしまうကျွန်တော်ဟာဆိုရင်ねဒီခောက်ကျဆိုမျက်နှာနဲ့ပေါ့နော်နာမဲရိုက်တဲ့ရှိမောက်ဆိုတာကသူခွေးလေးချင်တာကိုသူခံရရပေါ့နော်ဒီမှာဆိုရင်သူကရှိမောက်နဲ့တုံးတိုင်းတော့ကြောင့်မို့လားသူမကြိုက်ဘူးပေါ့နော်နာမဲရိုက်တော့တဲ့ကုစုကုတိုင်းကဒီကုစုကုတိုင်းဆိုတာကရှားတာပေါ့နော်ဒီအရက်ခံတဲ့အခါမှာဆိုရင်ねရပါမယ်လို့တဲ့ခုလိုကဟွန်တိုနီကာဝိုင်ခုရာဆိုရင်ねတော်တော်လေးကိုအမှန်တတော်တော်လေးကိုပဲချစ်ဖို့ကောင်းပါရဲ့တဲ့အဲ့ဆိုရင်私ဒီနေ့က part 2လေးပေါ့နော်ခရိုရဲ့မှာ part 2လေးအဲ့တော့私ဒီ grammar လေးရမှာဆိုရင်ဒီရက်တဲမီရောဆိုတဲ့ exam လေးပါရပေါ့နော်အဲ့ဒါလေးလုပ်ကြည့်လိုက်ပါဒီလိုမှလုပ်ကြည့်ပြီးလို့မှမရရရှိရင်ဒီ私ရမှာ comment လေးအောင်ပါမိထားလို့ရရပေါ့နော်私ပြန်ဖြေပေးပါမယ်はい私の今日はこれで終わりますはいまたね